Hello မင်္ဂလာပါကျွန်တော်တို့ Code Cloud က 100 Days of Cloud AWS Practice Challenge လေးကိုလုပ်လာခဲ့တာဒီနေ့နဲ့ဆို12ရက်ရှိပြီပေါ့နော် Day 12ရဲ့လက်ကလေးကိုကြည့်ကြည့်အောင် Day 12မှာတော့ကျွန်တော်တို့ဒီ volume လေးတစ်ခုကို EBS volume လေးတစ်ခုကို EC2 instance မှာ attach လုပ်ပေးရမယ်ပေါ့ကျွန်တော်လက်ကလေးကို step လုပ်လိုက်မယ်Okay လက်ကလေး ready ဖြစ်ပြီဆိုတော့ကြည့်ကြည့်အောင်ဒီမှာကျွန်တော်တို့ကို EC2 instance လေးတစ်လုံးပေးထားတယ်ပြီးတော့ volume EBS volume လေးတစ်ခုလည်းပေးထားတယ်ပေါ့နော်ဒီနှစ်ခုစလုံးကကျွန်တော်တို့ US East region မှာရှိနေတယ်ဒီနှစ်ခုကိုကျွန်တော်တို့က attach လုပ်ပေးရမယ်ပေါ့ Okay လက်ကလေးလုပ်လို့ရအောင်လို့ကျွန်တော် console ထဲကို login ဝင်လိုက်မယ်Okay AWS console ထဲရောက်ပြီဆိုလို့ရှိရင်ကျွန်တော် EC2 dashboard ထဲသွားမယ်Okay ကျွန်တော် instance list ထဲမှာကြည့်ကြည့်အောင်ဒီမှာ EC2 instance လေးရှိတယ်သူရဲ့ storage ထဲမှာသွားကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ volume တစ်ခု attach လုပ်ထားပြီးသားရှိတယ်ပေါ့ကျွန်တော်နောက်ထပ် volume လေး attach လုပ်ပါမယ်အဲ့တော့ကျွန်တော် volume list ထဲမှာကြည့်ကြည့်အောင်volume list ထဲမှာကျွန်တော်တို့ volume အလုပ်တစ်ခုရှိရပါတော့5 GB ပဲရှိတယ် volume လေးရှိတယ်သူက status က available ဖြစ်နေတယ်ဒီကောင်လေးကိုကျွန်တော်တို့ရဲ့ EC2 instance မှာ attach လုပ်ပေးရမယ် Okay attach လုပ်ပေးမယ်ဆိုတော့ကျွန်တော်ဒီ volume လေးကိုဖွင့်လိုက်မယ်ဖွင့်ပြီးတော့ action တွေကနေပြီးတော့ attach volume ဆိုပြီးတော့ကျွန်တော်နှိပ်လိုက်မယ်ဒါဆိုတော့ကျွန်တော်ဘယ် instant မှာသွားပြီးတော့ attach တွဲမှာလည်းရွှေ့ပေးရမယ်နောက်တစ်ခုကကျွန်တော် device name ပေါ့နော်ကျွန်တော်ဘယ် device name နဲ့တွဲမလဲဥပမာကျွန်တော်တို့ DV တဲက HVDA လိုမျိုးပေါ့နော်ကျွန်တော် device name တစ်ခုကျွန်တော်တို့ပေးဖို့လိုတယ်ဒီမှာ device name တွေအများကြီးရှိတယ်သူကျွန်တော်တို့ instruction မှာဗာပေးထားလဲကြည့်အောင်ဒီမှာတော့ကျွန်တော်တို့dev ထဲက SDV လို့ကျွန်တော်တို့ device name ပေးခိုင်းနေပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်ကြည့်အောင် DV SDV အပေါ်ဆုံးမှာရှိတယ်ပေါ့ဒါလေးကိုကျွန်တော်ရွှေ့ပေးလိုက်ရင်ရပြီပြီးတော့ attach volume ပေါ့ Okay ဒါဆိုရင်တော့ကျွန်တော်တို့ volume လေးက EC2 instance မှာသွားပြီးတော့ attach ဖြစ်သွားပြီ volume state ကလည်း in use ဖြစ်နေပြီပေါ့နော်ဒါဆို volume ဘက်ကတော့အဆင်ပြေသွားပြီကျွန်တော် EC2 instance မှာပြန်ကြည့်ကြည့်အောင် instance ရဲ့ကျွန်တော်တို့ storage ထဲမှာပြန်ကြည့်မယ်ဒါဆိုလို့ရှိရင်ကျွန်တော် device ကနှစ်ခုဖြစ်သွားပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်အဟောင်းကကြတော့ကျွန်တော်တို့ DV HVDA ဆိုတဲ့ device name နဲ့ attach လုပ်ထားတယ်ပေါ့နော်အခုကျွန်တော်တို့ရဲ့ volume အသစ်ကလေးက DV STV ဆိုတဲ့ device name နဲ့ attach လုပ်ထားတယ်ဒါဆိုရင်ကျွန်တော်တို့ infrared ကတော့ဒီမှာ headache အသစ်ကလေးကိုကျွန်တော်တို့ဒီ server မှာသွားပြီးတော့ attach လုပ်လိုက်တဲ့အပိုင်းတော့ပြီးသွားပြီပေါ့နော်ကျွန်တော်ဒီ server ထဲမှာဒီ device ကိုသုံးလို့ရဖို့ဆိုလို့ရှိရင်เนาะကျွန်တော်တို့ volume မောင်းတဲ့အပိုင်းတွေတော့ကျွန်တော် command တွေရိုက်ပြီးတော့လုပ်ပေးဖို့လိုသေးတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ last instruction မှာက volume attach လုပ်ပြီးရင်ပြီးပြီဆိုတော့ကျွန်တော်တို့ set လုပ်စရာတော့မလိုတော့ဘူးအဲ့တော့ကျွန်တော်ဒီလက်ကလေးအဆင်ပြေပြီလို့ထင်တယ်တေချောင်းလို့ချက်နှိပ်ကြည့်လိုက်မယ်Okay chest လည်းပတ်သွားပြီဆိုတော့ဒီနေ့ရဲ့လက်ကလေးလည်းကျွန်တော်တို့အဆင်ပြေပြီးသွားပြီလက်ကလေးကို store လုပ်လိုက်တော့မယ်ဟုတ်ကဲ့အခုလိုအချိန်ပေးပြီးကြည့်ပေးကြတာကျေးဇူးတင်ပါတယ်ကျွန်တော် day 30မှာပြန်ဆောင်ကြမယ်